အကျွေးရှိတဲ့လူတိုင်းဒီ area ကိုလိုက်ပြီးတော့လုပ်ပါထင်ထင်ရှားရှားအဆင်ပြေပါတယ်အောင်မြင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော် area လေးကိုစလိုက်ရအောင် area ကတော့ဖျားရဲ့ပလင်အပေါ်မှာဂရီဘာဇအနီရောင်ကိုခင်းပါပြန်ပြောပါမယ်ဖျားရဲ့ပလင်အပေါ်မှာဂရီဘာဇအနီရောင်ကိုခင်းပါပြီးရင်တော့ဖျားဆင်းလို့တော့တင်ပါဖျားဆင်းလို့ရဲ့နောက်မှာတော့ကျွန်တော်တို့ရွှေထီးနှစ်လက်ကိုကြက်ချေကပုံစံမျိုးမိုးပေးထားပါပြန်ပြောပါမယ်ရွှေထီးနှစ်လက်ကိုမြတ်စွာဘုရားရဲ့ဆင်းလို့တော်နောက်မှာကြက်ချေကပုံစံမိုးပြီးတော့မှလှူပေးထားပါပြီးရင်တော့ပန်းစီမီရေချမ်းကတ်လှူပြီးတော့ဆူတောင်းပူဇော်ပါခင်ဗျာကျွန်တော်ဒါလှူဝယ်ကိစ္စတွေဖြစ်ပါတယ်လှူဝယ်ကိစ္စတွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ခုံတော်၉ပါးကိုဗတိစိတ်ပြီးတော့မှဒါအဋ္ဌံဝင်ရမှာဖြစ်ပါတယ်အဲ့တော့ခုံတော်၉ပါးကို9ရက်တန်သည်သို့မဟုတ်မိမိလုံနိုင်တဲ့ရက်အတိုင်းအတာအထိပေါ့လေတနေ့ကိုဘယ်လောက်လုံနိုင်လဲလုံနိုင်တဲ့အတိုင်းအတာပမာဏတနေ့ကိုဗတိတစ်ပတ်ဆိုရင်တစ်ပတ်3ပတ်ဆိုရင်3ပတ်လုံနိုင်တဲ့အတိုင်းအတာအထိကျွန်တော်ဗတိစိတ်ပြီးတော့မှအဋ္ဌံပြုဆူတောင်းသွားပါခင်ဗျာအကျွေးနဲ့ပတ်သက်တဲ့အရာတွေတိတိတတ်တာအဆင်ပြေပြီးတော့မှအကျွေးတွေပါလာပြီးတော့မှတဖြည်းဖြည်းအဆင်ပြေပါလိမ့်မယ်ခင်ဗျာချက်ချင်း online ဝင်ကြီးထဖြစ်လာမှထက်တဖြည်းဖြည်းတစားနဲ့အဆင်ပြေလာပါလိမ့်မယ်ခင်ဗျာအဲ့တော့ share ကို share ချီလုပ်ပါခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုတွေ့တယ်ဆိုလို့ရှိရင် comment မှာ yes လို့မှတ်ခဲ့ပေးပါခင်ဗျာ